အခုလော TikTok မှာ trend ဖြစ်နေတဲ့ဒီလို sunset photo အလားလေးတွေပေါ့နော်နောက်ခံ background ပုံလေးတွေကိုကျွန်တော်တို့အလွယ်လေးလိုက်လို့ကြည့်အောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ ChatGPT ဆိုရဲ application တွေဝင်လိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ကတပ်ပုံထည့်ချင်တာဖြစ်တဲ့အတွက်ဒီအပေါင်းလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ photo ပြီးရင်ကျွန်တော်ကတော့ဒီပုံလေးကိုကျွန်တော်သုံးလိုက်မယ်နော်ဒီပုံလေးကိုသုံးလိုက်မှာဖြစ်တဲ့အတွက်ဒီဟာလေးကို click ထောက်ပြီးတော့ကျွန်တော်တို့ခေါ်ဝင်လိုက်မယ်အထက်ကိုရောက်လာပြီဆိုရင်ကျွန်တော်တို့သူ့ကိုခိုင်းရတော့မယ်ကိုလိုချင်တဲ့ပုံရအောင်ကျွန်တော်တို့စာရိုက်ပြီးတော့သူ့ကိုခိုင်းပြရမယ်နော်ကျွန်တော်တို့မြန်မာလိုရိုက်တာထက်စာရင်အင်္ဂလိပ်လိုဘောကတိကျတာဖြစ်တဲ့အတွက်အင်္ဂလိပ်လိုရိုက်တာပိုကောင်းတယ်ပေါ့နော်ကိုအင်္ဂလိပ်စာကျွမ်းတဲ့လူတွေကြတော့ကိုလိုချင်လို့ခိုင်းလို့ရတာပေါ့နော်ဟိုဒီအင်္ဂလိပ်စာမရတဲ့လူတွေလည်းတများလောက်ထားတဲ့ဒီ prompt လေးတွေတများခိုင်းထားတဲ့စာလေးတွေကို copy လုပ်ပြီးမှ paste လုပ်လို့ရပါဘောเนาะကျွန်တော်ကတော့ဒီ TikTok မှာထားတာပေါ့เนาะဒီစာလေးကိုကျွန်တော် TikTok မှာထားတဲ့စာလေးကိုကျွန်တော် paste ချလိုက်တယ်ချလိုက်ပြီးရင်ကျွန်တော်သူ့ကိုပုံထုတ်ခိုင်းမယ်ပေါ့เนาะအဲ့တော့ကျွန်တော်ဒီများလေးကိုနှိပ်လိုက်မယ်ဒီမှာ creating image ဆိုတော့ပြနေတယ်ပေါ့เนาะဒီကဘာလဲဆိုတော့သူပုံထုတ်ပေးနေတယ်ပုံထုတ်ပေးနေတာခဏဆောင်ဆိုတဲ့သဘောပေါ့အဲ့တော့ကျွန်တော်နည်းနည်းတော့စောင့်ရမယ်နဲ့တူတယ် line ကောင်းရင်ကောင်းသလိုပေါ့เนาะစောင့်ကြည့်အောင်ကဲပုံထွက်လာပြီဗျာဟာဒီလိုပုံဖြစ်တော့ပါပြီเนาะခါတော့ကကျွန်တော်ခိုင်းလိုက်တဲ့ပုံကဒီအပေါ်ပုံလေးเนาะဒီပုံလေးကိုကျွန်တော် sunset ပုံလေးနဲ့ရကျင်တဲ့အတွက်ဒီမှာဒီပုံလေးထွက်လာတယ်ပေါ့เนาะဒီပုံလေးထွက်လာတဲ့ဒီဟာလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာကိုဖုန်းလေးကိုဆေးလိုက်လို့ရတယ်ပေါ့เนาะဆေးလို့ရတယ်ဆေးလိုက်ရင်ကိုဖုန်းလေးကိုရောက်တော့မယ်ပေါ့เนาะဒီမှာ image ဆိုတာလေးပေါ်လာပြီဆိုတော့ပုံလေးကကျွန်တော်တို့ရဲ့ color တွေထဲကိုအပုံထားတဲ့နေရာကိုရောက်သွားပြီပေါ့နော်အဲ့မှာသွားရှာလို့ရပါပြီအကယ်၍ကိုကဓာတ်ပုံကိုဘယ်လိုခိုင်းလို့ခိုင်းရမှာမသိဘူးပေါ့ကိုကစာမရိုက်တတ်ဘူးဆိုရင်ကျွန်တော်တို့ TikTok မှာသွားရှာလို့ရတယ်ပေါ့ဒီမှာ post code တွေကိုကျွန်တော်ဝင်လိုက်မယ်ဒီထဲကိုဝင်လိုက်ပြီးရင်တော်တော်များများကတော့ comment မှာတွေသူတို့က prompt တွေပါတွေပေးထားတတ်တယ်ဒီပုံရအောင်ဘယ်လိုမျိုးစာရိုက်ခဲ့တယ်ဆိုတဲ့ဟာတွေပေါ့အဲ့ဆိုရင်ဒီမှာအများကြီးပဲဒီဟာလေးကိုကျွန်တော် copy paste လုပ်လိုက်မယ်ဒီဟာလေးနေလိုက်မယ်ဒါလေးနေလိုက်ပြီအဲ့ဆိုရင်ကျွန်တော် copy ပြီးရင်ကျွန်တော်တို့ခိုင်းကျင်တဲ့ခဏက ChatGPT ထဲကိုသွားပြီးတော့ဒီစာနဲ့နောက်တစ်ပုံခိုင်းကြည့်မယ်ဒီပုံနဲ့တူမလားတော့เนาะခါတော့ကဒီစာနဲ့ခိုင်းထားเนาะအခုကျွန်တော် copy ယူလာတဲ့စာနဲ့နောက်တစ်ခေါက်ပြန်ခိုင်းလိုက်မယ်ဒီမှာပေါ့ copy paste ယူရင်တော်တော်များများကတော့အရှိမသူ့ရဲ့TikTokနေပါလိပါတတ်တာဖြစ်တဲ့အဲ့လေးဖြတ်ပေးလိုက်ပေါ့နော်ဆိုတော့စီကနေစမယ်အဲ့ပြီးရင်ကျွန်တော်ခိုင်းလိုက်မယ်ပေါ့ပုံထုတ်ခိုင်းလိုက်မယ်ဘယ်လိုပုံထွက်လာမလဲပေါ့ဒီမှာသူကပုံဖန်တီးပြီးနေပြီဘယ်လိုပုံထွက်လာမလဲပေါ့ခဏပုံနဲ့တူမလားဆိုကြည့်အောင်ဒီမှာပုံလေးထွက်လာပြီပေါ့နော်ဒီမှာဒီပုံလေးထွက်လာတယ်ပေါ့အခုဒီခိုင်းလိုက်တဲ့ဒီဇာလေးရေးပေးလိုက်တာဖြစ်တဲ့အတွက်ဒီဇာတိုင်းပဲသူကထုတ်ပေးရတာပေါ့ဒီပုံလေးခဏပုံနဲ့တူလာတော့ကြည့်အောင်အယောင်ကွဲတယ်နော်ခဏကအပေါ်မှာခိုင်းထားတဲ့အစာအရာကဒီမှာဒီလိုလေးပေါ့နော်အယောင်ကစိမ့်လေးဘက်ကိုသွားတယ်အခုကျွန်တော်နောက်ခဏက TikTok မှာယူရတဲ့စာနဲ့ပြန်ခိုင်းလိုက်တော့ဒီမှာဒီလိုနီလေးအနီအောင်လိုလေးတော်တော်လေးလာနော်ဒီလိုပုံလေးထွက်လာတာပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီမှာ save ဆိုတော့နှိပ်လိုက်ရင်ကျွန်တော်ရဲ့တပ်ပုံထားတဲ့နေရာကိုရောက်သွားမယ်ပေါ့နော်အဲ့ထဲကနေပြီးမှကိုတန် TikTok ပေါ်တင်ခြင်းနဲ့တင်ပေါ့အဲ့လိုမျိုးလေးခိုင်းလို့ရပါတယ်ဆိုတော့ကျွန်တော်ပြောပြတာပါအဲ့တော့ဒီဟာလေးကအလွယ်လေးဆိုတော့အားလုံးပဲလောက်တတ်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်